ဦးမင်းထက်ကျော်ပါမြန်မာနိုင်ငံရန်ကုန်မြို့ကနေကျွန်တော်အမျိုးသမီး2009ခုနှစ်မှာကျွန်တော်အမျိုးသမီးဒေါ်မီလွန်းသူမှာဘီပိုးရှိကြောင်းကိုကျွန်တော်တို့စသိခဲ့ရပါတယ်အဲ့ဒီနောက်မှာစီးကူရင်စီးမှတ်တမ်းတွေပြုစုရင် medical check up လုပ်ရင်းနဲ့2025မှာကျွန်တော်တို့မြန်မာနိုင်ငံမှာအသေးမှာကုသမှုခံယူရတော့မယ်ဆိုတဲ့အချိန်မှာကျမကစုံစမ်းလိုက်တဲ့အခါဒီအိန္ဒိယမှာရှိတဲ့ဆရာဝန်ကြီးတွေကပို့ပြီးတော့တော်တယ်ဒီအိန္ဒိယနိုင်ငံမှာရှိတဲ့ On evaluation in India with us at Max Hospital Vaishali, she was found to have about a 7-8 centimeters tumor in the right side of liver. Fortunately, her liver functions were preserved and there was no evidence of portal hypertension. Due to this, she was discussed in tumor board and at that time was planned for removal of the tumor at surgery. 73နာရီလောက်ကြာတယ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ် gallbladder ဖယ်လိုက်ရပါတယ် At surgery, a part of the liver which contained the tumor was removed and this was followed by her being shifted to the room on the day of surgery. After 4 days, she has now been discharged from the hospital. တာမန်လူတစ်ယောက်လိုပဲစားနိုင်ပါပြီကျမရဲ့ကျန်းမာရေးကတာမန်လူတစ်ယောက်လိုပုံမှန်အခြေအနေကိုဖြစ်နေပါပြီအဲ့ဒီတည်းကျမကဒီ Max မှာရှိတဲ့ဆရာဝန်တွေအကုန်လုံးရောဒီဆရာကြီးရဲ့ team အကုန်လုံးရောဒီမှာရှိတဲ့ဆရာဝန်တွေဆရာမတွေ nurse တွေရှိသမျှလူအားလုံးရော